Hello မင်္ဂလာပါကိုတိုင်း agree ကနေပြန်လဲကြိုဆိုပါရစေကျွန်တော်ရဲ့ YouTube channel မှာမေးထားကြတဲ့ဒီ comment တွေများစွာရှိတယ်ပေါ့နော်ဒီဟာကိုကျွန်တော်အချိန်15မိနစ်ဝန်းကျင်တွင်းမှာကျွန်တော်တခါတည်းတိုက်ရိုက်ဖြေလို့ရတဲ့မေးခွန်းတွေကိုတခါတည်းဖြေသွားပေးမယ်သို့မဟုတ် topic ကကြီးတယ်ဆိုလို့ရှိရင်တော့ကျွန်တော် video အသစ်နဲ့ဒါဖြေသွားပေးပါမယ်ကျွန်တော်တို့ comment လေးတွေအတူဖတ်ကြမယ် comment တွေအများစုကတော့အကောင့် positive ပေါ့နော်ပြုတဲ့ဘောဆောင်တဲ့ comment လေးတွေများမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့အစားလိုက်ကြတာပေါ့ဗျာတင်မောပင်စိုက်ပါတယ်တဲ့ဈေးမသုံးဖြစ်ပါတဲ့အိမ်ဝိုင်းနဲ့အပျော်စိုက်ပါတယ်သိရင်လည်းစားရတာပေါ့ဟုတ်ကဲ့ကျွန်တော်တို့တင်မောပင်ကကျွန်တော်အရင်ဗီဒီယိုတွေမှာပြောဘူးတယ်လို့မျိုးပေါ့နော်ကိုယ့်ရဲ့အိမ်မှာဖြစ်စေကိုယ့်ရဲ့စိုက်ခင်းတွေကကျွန်တော်တို့ဒီလေဆောင်တဲခေါ်မလားရာဆောင်တဲပေါ့ဗျာလေတော့မဟုတ်ဒီစိုက်ခင်းထဲမှာကျွန်တော်တို့ဒီစီယိုနက်လေးမှာတပင်တလေစိုက်ထားတယ်3-5ပင်စိုက်ထားတယ်ဆိုလို့ရှိရင်အများအားဖြင့်အရန်ကောင်းတတ်ပါတယ်ဘယ်လိုပြောရမလဲတင်မောပင်ရဲ့ယောဂအများစုကစိုက်ခင်းအနေနဲ့စိုက်တဲ့အချိန်မှာစပြီးတော့ဖြစ်တာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ5-10ပင်ပေါ့နော်အနေချင်းစိုက်တဲ့ချိန်မှာတင်မောစိုက်ရတာကကျွန်တော်တို့မျိုးစေ့ကိုချပြီးတော့အပင်ပေါက်လာတယ်အသီးသီးလာတယ်ဆိုပြီးတော့အရန်လွယ်တယ်လို့ခံစားရတတ်ပါတယ်ဆိုတော့အိမ်ဝိုင်းထဲမှာစိုက်မယ်ဆိုလို့ရှိရင်လည်းအားပေးပါတယ်စိုက်ပါကျွန်တော်တို့စားရတာပေါ့ဗျာဝယ်ပြီးစားလို့ရတယ်ဆိုပေမဲ့ကိုတိုင်းစိုက်ပြီးတော့အခုဆိုပြီးစားရတဲ့အတီးကပို့ပြီးတော့ချိုးတယ်လေနော်အဆက်ချရေတင်စနစ်နဲ့အဆင်ပြေလားဟုတ်ကဲ့အဆင်ပြေပါတယ်အဆင်ပြေပါတယ်ဆိုတာကကျွန်တော်တို့အဆက်ချရေတင်စနစ်ရဲ့အကောင်းကျိုးဆိုးကျိုးကိုစိုက်မဲ့သီးနှံကိုယ့်ရဲ့နေရာဒေသပြီးတော့ကိုယ်စိုက်ခင်းထဲမှာရေရရှိနိုင်မှုပေါ့နော်ဒီချက်လက်တွေကိုကျွန်တော်တို့ကဒေချာစစ်ဆေးဖို့လိုပါတယ်အဆက်ချရေစနစ်သုံးတယ်ဆိုတာကပိုက်တွေစင်ရတယ်ကျွန်တော်တို့ဒီကုန်ကြစရိတ်တွေရှိတယ်ပေါ့ဗျာကိုကဒီ10မြောင်းလိုမျိုးမြေရည်တွေစီမံကိန်းလိုမျိုးရေတွေကပေါ်တော်နေတယ်ဆိုလို့ရှိရင်တော့အဆက်ချစနစ်နဲ့စိုက်တာကနော်ကုန်ကြစရိတ်ပိုင်းဆိုင်ရာမှာကိုယ့်အတွက်ပြန်ပြီးတော့ကြိုက်လားမကြိုက်လားပြန်ပြီးတော့တွဲရပါတယ်ဒါလို့မဟုတ်ဘူးကျွန်တော်တို့ရေကအကန့်အသတ်နဲ့ပဲရတယ်ခုခေတ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဒီဇယ်ဆက်နဲ့ရေတင်ရမယ်ဆိုလို့ရှိရင်ဗျာစီလေးတွေကဈေးကြီးနေတယ်ဆိုတော့ဆက်ချစနစ်ကတော့အနေနဲ့များသုံးသင့်ပါတယ်ဒါပေမဲ့သင်္ဘောပင်တွေအရန်ကြီးသွားပြီပေါ့နော်ကျွန်တော်တို့6လ8လနောက်ပိုင်းအသေးကူးတဲ့ချိန်တွေမှာဆိုရင်တော့ဆက်ချရေးစနစ်ကသင်္ဘောပင်ရဲ့လိုအပ်ချက်ကိုပြည့်မီအောင်ပေးနိုင်မှုကတကယ်ကိုခက်ခဲပါတယ်အဲ့တော့သင်္ဘောပင်စိုက်စားပေါ့နော်စိုက်စားနဲ့ကျွန်တော်တို့ဒီဆဆချင်းမှာပြင်ပိုင်းဆိုင်ရာကြီးထွားနေတဲ့အချိန်မှာကျွန်တော်တို့ဆက်ချစနစ်ကိုသုံးမယ်အဲ့အချိန်ပြီးသွားရင်ကျွန်တော်တို့ပိုက်တွေကိုပြန်သိမ်းလိုက်ပြီးတော့မှရင်ဘောင်စနစ်ကိုတင်ပြီးတော့ရေအပြည့်ပေးတာမျိုးကတော့ပို့ပြီးတော့အတီးထွက်နိုင်ပါတယ်ကွတ်ဆောနာကျွန်တော်တို့သိမ်းလိုက်တဲ့ဒီပိုက်တွေကနောက်တစ်ခင်းမှာပြန်ပြီးတော့သုံးလို့ရတယ်လေနော်ကောင်ကြားယောဂါโอเคကျွန်တော်တို့ဒီတင်မောပင်နေမှာကြာရောက်တတ်တဲ့ယောဂါတွေအကြောင်းကိုကျွန်တော်အသေးစိတ်ပုံနေဗီဒီယိုတွေနဲ့ဗီဒီယိုတစ်ပုဒ်ချင်းစီတည်တံ့အလုပ်သွားပေးဖို့ရှိပါတယ်အပွင့်နေကြွေတယ်မတင်ဘူးပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့အပွင့်နေမတင်ရတဲ့အကြောင်းတရားများစွာရှိတယ်ကျွန်တော်ဗီဒီယိုအသေးစိတ်တင်ထားပေးတာရှိတယ်ဒီ channel မှာတစ်ချက်ပြန်ရှာကြည့်ဖို့အတွက်တိုက်တွန်းပါတယ်ကျွန်တော်အချိန်ရလို့ရှင်လည်းဗီဒီယိုရှာပြီးတော့ comment ထဲမှာထည့်ထားပေးပါမယ်ဆိုတော့ဒီမှာလိုတိုရှင်းဖြေရမယ်ဆိုလို့ရှိရင်တော့ရာဇီဝတုမတည်ငြိမ်တာပေါ့နော်ကျွန်တော်တို့ဒါပူလွန်းတာအေးလွန်းတာဒါမှမဟုတ်လို့ရှိရင်လည်းရုတ်တရက်မတရားပူနေရကနေမိုးတွေရွာပြီးတော့အေးသွားတာအေးနေရကနေပူလာတာဒါမျိုးဆိုရင်အပွင့်ကျွေတတ်ပါတယ်နောက်တစ်စင်းအနေနဲ့ကကျွန်တော်တို့အာဟာရ deficiency ပေါ့နော် deficiency မှာကျွန်တော်တို့ macro element ရယ် micro element ရယ်ဆိုပြီးတော့ရှိပါတယ်ဥပမာအဖြစ်တော့ကျွန်တော်တို့ဒီ NPK ချိုးတက်လို့ရှိရင်လည်းအပွင့်ကျွေတတ်တယ်လို့မျိုးကျွန်တော်တို့ဒီ magnesium calcium boron စသဖြင့်ဒီအနည်းလိုဟာရတွေချိုးတက်လို့ရှိရင်လည်းကျွေတတ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့စုပ်စားပိုးပေါ့နော်တင်မောပင်ရဲ့အဓိကအန္တရာယ်ကစုပ်စားပိုးလို့တော့ပြောလို့ရတယ်စုပ်စားပိုးတွေကြတယ်ကျွန်တော်တို့အပင်ကအားနေဝါလို့ရှိရင်လည်းအပွင့်တွေကျွေတာဖြစ်တတ်ပါတယ်ဆိုတော့ကျွန်တော်တို့မဆိုင်ခင်ကလေးကကိုယ့်ရဲ့မြေ pH level ပေါ့နော်ဒါတွေကိုတိုင်းတာခဲ့မယ်ကျွန်တော်တို့အသုံးပြုတဲ့ရေရဲ့ pH level တွေတိုင်းတာခဲ့မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ဆေးဝါးတွေဒီအချက်လက်တွေရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါဘာကြောင့်ဖြစ်တယ်ဆိုတဲ့ဟာကိုနေဆက်ဆုံးခံမှန်းပေးနိုင်မှာဖြစ်ပါတယ် so နောက်မေးခွန်းကတော့ဖုန်းနံပါတ်ကိုမေးထားတာကျွန်တော်ဖုန်းနံပါတ်ကတရိုက်ခေါ်လို့ရှိရင်တော့မကင်တော့ဘူးပေါ့နော်ကျွန်တော်ခြားလုပ်ငန်းတွေနဲ့ရှုပ်နေတဲ့အချိန်ဆိုရင်မကင်ဖြစ်တာများပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ Viber မှာ
ဒီပုံတွေဗီဒီယိုတွေစာတွေပို့ပြီးတော့မေးထားလို့ရပါတယ်ကျွန်တော်အားတဲ့ချိန်1ရက်2ရက်အတွင်းမှာအမြန်ဆုံးအကြောင်းပြန်ပေးပါမယ်ဆိုဖုန်းနံပါတ်ကတော့45300 800 6ဖြစ်ပါတယ်ကျွန်တော်ဒီမှာတခါတည်းရေးလိုက်မယ်နော်39โอเคဒီဖုန်းနံပါတ်ဖြစ်ပါတယ်ဒီဖုန်းနံပါတ်ကိုကျွန်တော်ဓာတ်ရိုက်ဖုန်းမခေါ်ပါနဲ့ခင်ဗျဖြစ်နိုင်လို့ရှိရင်ဒီဖုန်းနံပါတ်ရဲ့ Viber မှာလာပြီးတော့မှရင်ကျွန်တော်တို့ပုံတွေဗီဒီယိုတွေအသေးစိတ်နဲ့ကျွန်တော်ကိုစိုက်ပျိုးရေးချောင်းတွေလာမေးလို့ရပါတယ်ကျွန်တော်အချိန်ရတာနဲ့အတက်နိုင်ဆုံးမြင်မြန်ပြန်ဖြေပေးပါမယ်ဂျူးစိုက်ခင်ဘာသုံးရမလဲပေါ့နော်โอเคကျွန်တော်တို့ချို့ comment တွေကျွန်တော်တို့မေးခွန်းတွေကဖြေဖို့အတွက်အဆင်မပြေဘူးပေါ့နော်ကျွန်တော်အနေနဲ့အချက်လက်မပြည့်စုံတဲ့အခါမှာဖြေပေးလို့မရတဲ့ပြဿနာရှိပါတယ်အဲ့တော့ကျွန်တော်ကိုဒီ comment ကဖြစ်စေ Viber ကဖြစ်စေစိုက်ပျိုးနဲ့ပတ်သက်တဲ့အချက်လက်မေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုမြေမျိုးစားမှာဒါမှမဟုတ်လို့ရှိရင်လည်းဘယ်ဒေသမှာကျွန်တော်တို့ဗာတိနှံကိုစိုက်ထားပါတယ်လက်တလောပေါ့နော်ပြီးခဲ့တဲ့ဒီချိန်တလဝင်းကျင်တွင်းမှာဘယ်လိုစေဝါတွေတုံးထားတယ်ရေတွေဘယ်လိုတင်ထားတယ်လက်ရှိကတော့ဘယ်လိုပြဿနာတွေကြုံတွေ့နေရတယ်စသဖြင့်ဒီလိုအချက်လက်လေးစုံမှသာလျှင်ကျွန်တော်ဖြေပေးရတာလွယ်ကူမယ်ပေါ့တော့မဟုတ်လို့ရှိရင်ကျွန်တော်စိတ်ထင်ရတဲ့ရှောက်ဖြေလို့ရှိရင်အဆင်မပြေဘူးခင်ဗျဟုတ်မြေဩဇာကြောင့်မပြောပဲသင်္ဘောယောဂါကြောင့်โอเคကျွန်တော်မြေဩဇာကြောင့်လဲထပ်ပြောပေးပါမယ်သင်္ဘောယောဂါအကြောင်းကိုလည်းကျွန်တော်အသေးစိတ်ပေါ့နော်လုံးဝဒီယောဂါတစ်ခုချင်းစီအကြောင်းအသေးစိတ်ကိုကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတော့တင်ပေးပါမယ်ဖရဲမျိုးစိတ်ဝယ်ခြင်းလို့ပါโอเคကျွန်တော်ဒီမျိုးစိတ်နဲ့ပြိုးပင်တွေအတွက်ကိုစပြီးတော့ရောင်းပေးဖို့အတွက်စီစဉ်နေတယ်ပေါ့နော်ကျွန်တော်တို့တနိုင်ငံလုံးကားဒီကားဂိတ်ချတာဖြစ်စေပြီးွားရင် delivery ရောက်တဲ့မြို့နယ်တွေဖြစ်စေကျွန်တော်ပို့ပေးဖို့ရအတွက်ဒီလုပ်ငန်းကိုကျွန်တော်စတင်ဖို့စူးစမ်းနေပါတယ်ကျွန်တော်ဒီရန်ကုန်ကနေပြီးတော့ကားရောက်တဲ့ delivery ရောက်တဲ့နေရာတိုင်းအတွက်ကျွန်တော်တို့ဒီမျိုးစိတ်ပေါ့နော်ဖရဲတို့သင်္ဘောတို့ဒီမျိုးစိတ်တွေကျွန်တော်ရောင်းပေးမယ်ပြီးွားရင်သင်္ဘောမျိုးပင်တွေလည်းကျွန်တော်ရောင်းပေးဖို့ရှိပါတယ်ကျွန်တော်ဒီဟာစင်တင်ဖြစ်ပြီဆိုတာနဲ့ဒီမှာလာပြီးတော့တစ်ချက်ကြော်ညာပေးပါမယ်စာတန်းလေးထိုးပြရင်ပိုကောင်းမယ်ဟုတ်ကဲ့ပါကျွန်တော်တို့အတန်နိုင်ဆုံးစူးစမ်းပေးပါမယ်အတင့်သုံး EN ရပါသလားဟုတ်ကဲ့ရပါတယ်ဆိုတာကကျွန်တော်ဒီမျိုးစိတ်မှာလိုပဲပေါ့နော်ကျွန်တော်တို့ EM တွေလည်းရောင်းပေးဖို့ရှိပါတယ်ကျွန်တော်အစင်းတင်ဖြစ်ပြီဆိုတာနဲ့ကြော်ညာပေးပါမယ်ပိုးသက်စေဖြန်းတာဟာ management လုပ်တာမဟုတ် control လုပ်တာလို့မြင်တယ် okay so ဒီနေရာမှာတော့ကျွန်တော်တို့ management တွေ control တွေဆိုတာကတော့အင်္ဂလိပ်စကားလုံးတွေပေါ့နော်ဒီဟာတွေရဲ့အဓိပ္ပာယ်ကလည်းကျွန်တော်တို့ထိန်းချုပ်တယ်စီမံခန့်ခွဲတယ်ပေါ့ဗျာဆိုတော့ကိုယ့် user နဲ့ကိုဘယ်လိုပဲယူအဆင်ပြေပါတယ်ကျွန်တော်တို့ဒီပိုးသက်စေဖြန်းတာကျွန်တော်တို့အားစေးဖြန်းတာတွင်းအားစုတွေထည့်တာရေသွင်းတာဒီဟာတွေကတော့ကျွန်တော်တို့ကIPM လို့ခေါ်တဲ့စနစ်မှာဆိုရင်တော့ကျွန်တော်တို့က management လို့သုံးတာအလွယ်ပေါ့နော်ကျွန်တော်တို့ဒါသုံးပြနေတာဖြစ်တဲ့အတွက် management ဆိုတဲ့စကားလုံးကိုသုံးပြတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ control လို့ခေါ်တဲ့ထိန်းချုပ်တာဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလဲအဆင်ပြေပါတယ်အဓိကရလက်ကတော့ကျွန်တော်တို့ဒီမှန်ကန်တဲ့ဆေးတွေကိုမှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့နီလန်းနဲ့ဖြန်းပြီးတော့မှရင်ကျွန်တော်တို့တီးနှံနေ attract ဖို့ပေါ့နော်နောက်ဆုံးဈေးကွက်ကိုမှန်ကန်တဲ့အချိန်မှာပို့ဆောင်နိုင်ပြီးတော့ဈေးကောင်းရဖို့စာနံပါတ်1ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာတော့ဘယ်စကလုံးကအမှန်လဲဆိုတာကျွန်တော်အနေနဲ့ဘယ်တူတဦးတယောက်နဲ့မှညင်ခုံမှုမရှိပါဘူးအားလုံးနဲ့ကျွန်တော်ခံစားချက်တူပါတယ်เนาะဖြိုးပင်ပေါက်အဝယ်လို့ရသလားဟုတ်ကဲ့ဖြိုးပင်ပေါက်အဝယ်လို့ရဖို့ရှိပါတယ်ကျွန်တော်မကြခင်မှာကြော်ညာပေးပါမယ်ကျွန်တော်ရဲ့ဒီဖြိုးပင်တွေကကျွန်တော်တို့ဒီ company ဓာတ်ရိုက်ပေါ့နော်လုံးဝဖြိုးပင်ကF1 မျိုးစစ်ကြောင်းကျွန်တော်အာမခံပြီးတော့မှတခြားပြိုးပင်လေးတွေရောင်းပေးဖို့ရှိပါတယ်။တော့ဒီနေရာမှာကျွန်တော်ပြိုးပင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ experience လေးမျှဝေပေးမယ်။လွန်ခဲ့တဲ့9နှစ်လောက်ကပေါ့နော်ကျွန်တော်စီကိုဖုံးဆက်လာတဲ့ဒီမိတ်ဆွေတယောက်ပေါ့နော်သူတို့တင်မော site တယ်။10ကလောက် site ဟိုက်မှာသူတို့မျိုးပင်ဝယ်တာမှားပြီးတော့ဘာဖြစ်လဲဆိုတော့တင်မောပင်တွေကစ site တုန်းကအဆင်ပြေတယ်အပင်တွေလည်းအရန်ကောင်းတယ်နောက်ပိုင်းအသီးဖမ်းမဲ့အချိန်ပေါ့နော်ကျွန်တော်တို့4လ6လ8လဒီအချိန်မှာအပွင့်တွေအသီးတွေ
ဖြစ်မလာဘူးပေါ့နော်အပင်ကြီးတွေပဲမတ်တက်ကြီးတွေနဲ့ကောင်းပြီးတော့စိမ့်ဆိုပြီးတော့အဲ့ပြဿနာတက်ဖူးတယ်ပေါ့နော်ဒါကျွန်တော်တို့မြန်မာနိုင်ငံအလဲပိုင်းမှာပဲဖြစ်သွားတာဒီကိစ္စကဟိုဒီဗီဒီယိုမှာရေကမောကပြောနေရဆိုရင်တကယ်တော့ရေစရာမဟုတ်ဘူးကျွန်တော်တို့ဆယ်ကရဲ့သင်္ဘောဆယ်ကရဲ့ investment ပေါ့နော်ယင်းနှမြုံနှံငွေကဘယ်လောက်ရှိလဲဆိုတော့သင်္ဘောစိုက်ပူးတဲ့လူတွေတိုင်းသိရတကယ်ကိုစိတ်မကောင်းဘူးအဲ့တုန်းကလည်းဒီဘယ်လိုပြောမလဲသင်္ဘောပင်တွေကမျိုးပေါ့နော်မျိုးမှားသွားခဲ့လို့ရှိရင်ဘာမှပြင်လို့မရအောင်ကျန်တာတွေကရာဇဝတုတွေစေးဝါးတွေရေလိုအပ်တာတွေဒီဟာတွေကကျွန်တော်တို့အကြံပေးလို့ရတယ်ပြုပြင်လို့ရတယ်ဒါပေမဲ့မျိုးကိုယ်တိုင်ကဖောက်နေတဲ့မျိုးတွေဖြစ်ခဲ့လို့ရှိရင်ဒါပြဿနာကြီးတယ်ကျွန်တော်တို့ကဖြတ်ပြီးတော့အသစ်ဆိုင်မှာပဲရမယ်ပြင်လို့မရဘူးပေါ့နော်အဲ့တော့သင်္ဘောပြိုးပင်တွေကို line ပေါ်က page ပေါ်ကနေတွေးဓမြရှောက်မဝယ်နဲ့ပေါ့ဗျာဆိုတော့တကယ်ကိုကသင်္ဘောဆိုင်ပြိုးတကယ်လှုပ်ချင်တာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ channel မှာသင်္ဘောပင်ဘယ်လိုစိုးဖောက်ရလဲဘယ်လိုပြိုးထောင်ရလဲဆိုတာတေချာပြောထားပေးတဲ့ဗီဒီယိုရှိတယ်အဲ့တော့သင်္ဘောပင်ကိုဆယ်ကနဲ့အထက်အများကြီးတွေပေါ့နော်တကယ်စီးပွားပြမစိုက်သေးဘဲနဲ့ရင်ကိုဒီဧကဝက်လောက်ဖြစ်စေဒီဧကလောက်ဖြစ်စေကိုကိုပြိုးထောင်တာလေးကနေစပြီးတော့မှရင်စိုက်ပြိုးတဲ့ဟာတွေကိုလေ့လာစေခြင်းနဲ့ဒါမှသာလျှင်ကျွန်တော်တို့ကရှုံးစရာရှိလို့ရှိရင်လည်းအရှုံးနည်းမယ်ပေါ့နော်ဆိုတော့ဒီပြိုးပင်ဖောက်တာကတော့နောက်ဆုံးကိုကအများကြီးလိုချင်တယ်ဒီလိုခါမျိုးတွေမှာဆိုရင်တော့ဝယ်ရမှာပေါ့ဗျာအဲ့လိုမဟုတ်လို့ရှင်တော့ကိုကအခြေခံစပြီးတော့မှပြိုးပင်ဖောက်တာပြိုးတာဒီဟာလေးတွေစမ်းကြည့်စေချင်ပါတယ်ခင်ဗျာလိုအပ်တာရှိလို့ရှင်ရင်ခက်ခဲရှိလို့ရှင်လည်းကျွန်တော်လာမေးလို့ရပါတယ်ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီချာလေးဖြည့်ပေးပါမယ်ဒီဟာကိုကျွန်တော်ဘာကြောင့်ဒီလောက်ထိရှင်းပြနေရလဲဆိုတာမျိုးပြန်ဆိုတဲ့ဟာရှိတယ်မျိုးပြန်ပေါ့နော် sorry ပါစကားမပြင်ကျွန်တော်တို့ဒီတင်မောမျိုးတွေပေါ့နော်ကျွန်တော်တို့ရွှေနေပဲစိုက်ပြီးွားရင်ကျွန်တော်တို့ခွန်ရှစ်ချောက်မျိုးပဲစိုက်အခြားဗာမျိုးတွေပဲစိုက်ကျွန်တော်တို့ရဲ့မျိုးတွေကဒါ F1 hybrid မျိုးတွေဖြစ်ဖို့များတယ်ဆိုတော့အလွယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဆက်မျိုးတွေပေါ့ဆက်မျိုးတွေကသူတို့ရဲ့ဒီမျိုးစိဝယ်ထားတဲ့မျိုးစိ dry seed ပေါ့နော်ပြိုးအိတ်တွေကသူတို့ရဲ့မျိုးစိအိတ်တွေကနေထုတ်ပြီးတော့ကျွန်တော်တို့ပြိုးထောင်ပြီးတော့စိုက်တဲ့မျိုးစိကဒါလျင်ဒါအရေးတွေးအကောင်းဆုံးအမှန်ဆုံးပေါ့နော်အတီးတီးဖို့လည်းအခွင့်အလမ်းများတယ်အရာသာချို့ဖို့လည်းအခွင့်အလမ်းများတယ်စသဖြင့်ဒီလိုကန့်သက်ချက်တွေရှိရယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်ကိုတော့ဒီမျိုးစိဗီဒီယိုတစ်ခုမှာဒီနည်းပညာဆိုင်ရာအချက်လက်အထောက်ထားတွေနဲ့တေချာဖြည့်ပေးပါမယ်အလွယ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့သင်္ဘောမျိုးစိကိုဒီမျိုးစိတို့ဝယ်လိုက်တယ်ပြိုးထောင်ပြီးတော့စိုက်လိုက်တဲ့အခါမှာသင်္ဘောစီတီးလာတယ်သင်္ဘောတီးကနေပြီးတော့ကျွန်တော်တို့မျိုးပြန်ယူပြီးတော့စိုက်မယ်ဒီရဆိုလို့ရှိရင်ကျွန်တော်တို့မျိုးစိတွေရှိတယ်ဒီမျိုးစိတွေမှာလည်းချို့ဒီတောင်သူတွေသုံးတဲ့အဖိုမခွဲနည်းတွေရှိတယ်ပေါ့နော်အနည်းဆက်ဆုံးကျွန်တော်တို့ဒီမျိုးစိကိုဘယ်လိုပြန်လုပ်ပြီးသုံးရမလဲဆိုတဲ့နည်းစနစ်တွေရှိပါတယ်ဒါပေမဲ့ဒါမကောင်းပေါ့နော်အကောင်းဆုံးကတော့သူ့ရဲ့မျိုးစိတို့ကိုဝယ်ပြီးပြိုးထောင်ပြီးစိုက်တာကသာအကောင်းဆုံးဖြစ်ပါတယ်ကျွန်တော်တို့က F1 မျိုးကိုနော်မျိုးကနေတီးလာတဲ့အသီးကနေမျိုးစိယူပြီးထပ်ဆိုင်ရင် F2 ဖြစ်တယ် F2 ကနေ F3 F4 အဲ့လိုမျိုးဖြစ်သွားပြီးတော့မျိုးစိတွေကနောက်ပိုင်းမှာအရန်ချသွားတယ်ပေါ့နော်စုပ်ချသွားတယ်အသီးမသီးတာမျိုးတွေဒါမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပွင့်လင်းပြောရမယ်ဆိုရင်ကိုမျိုးစိဝယ်တဲ့supplier ကဘယ်လောက်ထိကိုယုံကြည်ရလဲပေါ့သင်္ဘောမျိုးပင်ကျွန်တော်တို့အခုပင်တစ်ထောင်မှာလိုက်တယ်ဆိုကြပါစို့ပင်တစ်ထောင်လုံးကဒီမျိုးစိတို့ကိုဖောက်ပြီးတော့ပြိုးထားတာဆိုရင်တော့ဘာပြဿနာမှမရှိဘူးဆင်ပြေတယ်အဲ့လိုမဟုတ်ဘဲနဲ့ရင်ကျွန်တော်တို့ဒီမျိုးစိပေါ့နော်ခုနကျွန်တော်ပြောတဲ့ F2 တွေ F3 တွေညှက်ပြီးပါလာမယ်ဆိုလို့ရှိရင်နောက်ဆုံးထိခိုက်ရမှာကျွန်တော်တို့ဒီ site ပြိုးတဲ့သူတွေပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သင်္ဘောတပင်ဖြစ်လာဖို့ရာပြိုးပင်ကနေပြီးတော့အတီးတီးတဲ့အချိန်ထိစောင့်ရှောက်ရတဲ့ကုန်ကြစရိတ်ကနည်းနည်းမှမသက်သာပါဘူးခင်ဗျ။သင်္ဘောလို့မရေးတတ်ဘူးလား okay မြန်မာစာကိုအလေးထားပါတယ်ကျွန်တော်မြန်မာစာတကယ်ညံ့လို့ပါ10တန်းမှာလဲကျွန်တော်မြန်မာစာအမှတ်အနည်းဆုံးပါပဲခင်ဗျာဒီမှာဒီစာလေးရေးပြထားတာကိုလဲကျွန်တော်B-shape ဖြစ်ပါတယ်ကျွန်တော်နောက်ထပ်စာရေးတဲ့ခါတွေမှာတက်နိုင်ဆုံးမှန်အောင်ကြိုးစားပြီးတော့ရေးသွားပါမယ်ခင်ဗျာဟုတ်ဒီ comment တွေလည်းကျေးဇူးပါဒင်းဂျိုလာနဲ့တစောင်းမောင်းလာတွေနဲ့စိုက်တာကပြိုးပင်ကိုစိုက်ရမှာလားစပြီးတော့ပြိုးရမှာလား okay ဒီ comment ကအရင်ကောင်းပါတယ်ဒါကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ဘူးထားတဲ့သူတယောက်ဖြစ်မယ်နဲ့တူတယ်ကျွန်တော်တင်မောစိုက်ပြိုးလို့အကောင်းဆုံးအချိန်ကာလဆိုပြီးတော့ကျွန်တော်ပြောထားတဲ့ဗီဒီယိုတစ်ခုရှိပါတယ်တင်းကျွန်းတဲ့တစောင်းမုံတွင်းမှာကကျွန်တော်တို့ကပြိုးပင်ကိုစိုက်ရမှာဖြစ်ပါတယ်အဲ့ဒါမတိုင်ခင်မှာကျွန်တော်တို့ပြိုးထားမှာဖြစ်ပါတယ်ပုံမှန်အားဖြင့်
ပြိုးကတ်ကိုသုံးမယ်ဆိုရင်ကျွန်တော်တို့ကပြိုးသက်45ရက်ဆိုရင်လုံလောက်ပါတယ်ပြိုးသက်45ရက်အပြင်မှာကျွန်တော်တို့မျိုးစေ့ကိုအဆုဖောက်တာရှိပါတယ်အဆုဖောက်တာက9ရက်ကနေပြီးတော့12ရက်အတွင်းကြာတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့14ရက် 45ရက် plus 73ရက်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ကဒီသတင်းကျိုးတစ်စောင်ပုံကျွန်တော်တို့ရဲ့ဒီပြိုးပင်ကိုရက်ကိုတွက်ပြီးတော့ပြိုးထောင်ရမှာဖြစ်ပါတယ်ကျွန်တော်နားမလည်ဘူးဖြစ်နေပါတယ်စာကစောကြီးနဲ့မြန်ရေးထားလားမသိဘူးမျိုးဖောက်နီးလေးတိတိကျကျလုပ်ပြီးတင်ပေးပါအောင်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီရန်ကုန်အနီးပေါ့နော်ကျွန်တော်ပြိုးချန်တဲ့အစင်သင်းဖြစ်ပြီဆိုတာနဲ့ကျွန်တော်ဒီမျိုးဖောက်နီးကိုလုံးဝ 4K quality နဲ့ဗီဒီယိုကောင်းကောင်းရိုက်မယ်နောက်တိတိကျကျပြပြစုံစုံလေးနဲ့ပြန်ရိုက်ပြီးတော့ဗီဒီယိုအသစ်တင်ပေးပါမယ်ကျွန်တော်အရင်တင်ထားတဲ့ဗီဒီယိုကတော်တော်လေးလဲဝါတယ်ပေါ့နော်ဟို quality ကအဆင်မပြေဘူးဖြစ်နေတယ်ကျွန်တော်အဲ့ကိစ္စလေးဗီဒီယိုအသစ်ပြန်တင်ပေးပါမယ်အဖိုးပင်ကပန်းပွင့်နာမြန်ပေးမယ်โอเคတရားဆိုရင်မေးခွန်းမပြည့်စုံเนาะအဲ့တော့ဒီမှာကျွန်တော်အဖိုးပင်အမပင်တင်မောပင်အဖိုးပင်အမပင်နဲ့ပတ်သက်ပြီးတော့မိကုန်းနေအရန်များတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကိုဒီမှာတခါတည်းလမ်းကြုံတုံးဖြည့်ပေးမယ်ဆိုတင်မောအဖိုးပင်အမပင်အဖိုးပွင့်အမပွင့်ဆိုတာတွေကကျွန်တော်တို့ဒေတာမျိုးတောင်သူမျိုးကျွန်တော်တို့ဗမာမျိုးတွေမှာပဲရှိတာဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီမျိုးစေ့တုပ်တွေရွှေနီ168ရှိမယ်เนาะပြီးွားရင်ပပယာ966ရှိမယ်အခြားမျိုးတွေရှိမယ်ဒီမျိုးစေ့ကုမ္ပဏီတွေကထုတ်တဲ့မျိုးတွေအများစုကသူက Hybrid F1 မျိုးတွေဖြစ်ပါတယ်သူတို့ကသက်ဆိုင်ရာဒီတက်ခွဲခန်းထဲပါပေါ့နော်အပင်ကိုတေချာမျိုးဆက်ပြီးတော့မှထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ဒီတင်မောမျိုးစေ့ကနေပြိုးထောင်ထားတဲ့အပင်တွေကအမပင်အနေငယ်ပါနိုင်တယ်အများစုကတော့ကျွန်တော်တို့ဒါလိန်စုံပင်တွေပါမယ်ဒီပုံစံမျိုးနဲ့သွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမျိုးစေ့တုပ်ကိုပြိုးထောင်ပြီးတော့စိုက်မယ်ဆိုလို့ရှိရင်ဒါရှေးတုန်းကကျွန်တော်တို့နီးစနစ်တွေဖြစ်တဲ့เนาะဒီအမပင်9ပင်ကနေ10ပင်မှာကျွန်တော်တို့ကအဖိုးပင်တပင်ကိုဂျားညက်ပြီးစိုက်မယ်စသဖြင့်ဒီနီးစနစ်တွေကိုကျွန်တော်တို့ကအသုံးပြုစရာမလိုဘူးအပင်တိုင်းကအမပင်သို့မဟုတ်လိန်စုံပင်ဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ကယူဆပြီးတော့စိုက်လို့ရတယ် so အမပင်လိန်စုံပင်အဖိုးပင်ဒီပန်းပွင့်တွေချောင်းတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာအကြောင်းတိုက်ဆိုင်လို့ရှိရင်ပုံအသေးစိတ်ပေါ့နော်ကျွန်တော်ရဲ့ဒီ screen မှာပြပြီးတော့အသေးစိတ်ရှင်းပြပေးပါမယ်အဲ့တော့အချို့တွေကျွန်တော်တို့ group တွေမှာမေးနေတာရှိရဲတင်မောအဖိုးပင်လိုချင်တယ်တင်မောအဖိုးပင်လိုချင်တော့ကျွန်တော်တို့ data မျိုးကိုရှားမှာဖြစ်ပါတယ် data မျိုးကကျွန်တော်တို့မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူး data မျိုးကောင်းပါတယ်ကျွန်တော်တို့ထိန်းသိမ်းစောင့်ရှောက်အောင်မဲ့အဲမှာကျွန်တော်တို့ရဲ့ data မျိုးရင်းတွေလည်းပါပါတယ်ဒါမှသာလျှင်အနာဂတ်မှာဒီ music company တွေရဲ့မျိုးစေ့တွေအားလုံးကိုလက်ဝက်ကြီးအုပ်ပြီးတော့မှချဲလေတာကိုမခံရမှာဖြစ်ပါတယ်ဒါပေမဲ့ဒါကလည်းစကားအနေနဲ့ပြောရတာပါဒီဘက်ခေတ်မှာဖရဲမျိုးပဲကြီးကြီးတင်မောမျိုးပဲကြီးကြီးပဲတောင်ရှည်ပဲကြီးကြီးဒီမျိုးတွေအများစုကသက်ဆိုင်ရာမျိုးစေ့ကုမ္ပဏီတွေကနေပြီးတော့မှထိန်းချုပ်ထားပြီးတော့မျိုးစေ့ရောင်းစားတဲ့ business ကတော်တော်ကြီးနေပြီပေါ့နော်ကျွန်တော်တို့ data မျိုးရင်းတွေဆိုတာက data တော်တော်များများမှာပျောက်ကွယ်တဲ့လောက်ဖြစ်နေတာကိုစိတ်မကောင်းစရာတွေ့ရပါတယ်ဒီဟာကတော့ကျွန်တော်တို့သက်ဆိုင်ရာစိုက်ပျိုးရေးစိုက်ပျိုးရေးလူကြီးတွေနိုင်ငံတော်ကတာဝန်ရှိတဲ့သူတွေကလောက်ရမယ့်အပိုင်းတွေဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီဟာတွေကိုတတိပေးတဲ့အပိုင်းပဲလှုပ်ဆောင်နိုင်တာဖြစ်ပါတယ်အခုတိုင်းတာနေအောင်တင်မောစိုက်မြေအနေအထားကိုရှင်းပြပါလားဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုအသစ်တင်ပေးပါမယ်တင်မောပင်ခေါင်းနေဝါနေတယ်โอเคဒီဟာအတွက်လည်းကျွန်တော်ဗီဒီယိုတက်တင်ပေးပါမယ်ခင်ဗျာဘာကြောင့်လဲဆိုတော့တင်မောပင်ခေါင်းဝါရတဲ့အကြောင်းတရားတွေများစွာရှိပါတယ်တင်မောမိုးရစီစိုက်နေတင်မောပင်ကိုမိုးရစီမှာစိုက်တာကတော့တော်တော်ကိုဘယ်လိုပြောမလဲ risk ယူရကြ sorryတင်မောပင်ကိုကျွန်တော်တို့မိုးရစီမှာစိုက်တယ်ဆိုတာတော်တော်ကိုဒီအန်ရီများတယ်ပေါ့နော်ကျွန်တော်တို့ဈေးကွက်လိုအပ်ချက်အရာကျွန်တော်အမြဲတမ်းပြောတယ်တင်မောပင်ကိုရာစီမှန်မရွေးနဲ့ပေါ့နော်ဈေးကွက်မှန်ကိုအမြဲတမ်းရွေးဆိုတာကျွန်တော်တို့က8လဆိုပြီးတော့တွက်လို့ရတယ်တင်မောတီကအမှဲ့ဆိုရင်8လအစိမ်းဆိုရင်4လကနေ6လဒီလိုအလွယ်တွက်လို့ရတယ်အဲ့တော့ကိုယ့်ရဲ့ဈေးကွက်မှာတင်မောတီအမှဲ့ရဘယ်လတွေမှာဈေးကောင်းလဲအဲ့ဈေးကောင်းတဲ့ချိန်မှာမှီဖို့အတွက်ဆိုရင်ကျွန်တော်တို့ကသူ့ကို8လအဝင်းကျင်နဲ့တွက်လိုက်ပေါ့နော်တွက်ပြီးတော့မှစိုက်ရတာအဲ့တော့မဖြစ်မနေနဲ့ကျွန်တော်တို့ကမိုးတွင်းထဲမှာစိုက်ရမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့
မြေပေါ့နော်မြေကကျွန်တော်တို့ဒီရေစိတ်ဝင်အားကောင်းတဲ့သဲဆန်တဲ့နှုံးမြေမျိုးတွေမှသာအဆင်ပြေပါလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့ရင်ကျွန်တော်တို့ဒီနှုံးပေါ့နော်နှုံးတို့တနယ်တို့အရန်မာတဲ့မြေမျိုးတွေဆိုရင်တော့သိကြပါတယ်သင်္ဘောပင်ကအချိန်45မိနစ်လောက်ရေဝတ်တာနဲ့ပဲအမြင့်ယောဂဝင်ပြီးတော့သူ့ရဲ့full potential ကိုကျွန်တော်တို့မရတော့ဥပမာဒီသင်္ဘောပင်ကအလုံး90တီးရမယ်ဆိုရင်အလုံး90မတီးနိုင်တော့ယောဂတွေဝင်မယ်ဖူးမွားတွေဝင်မယ်ကျွန်တော်တို့အဓိကကတော့အပင်ငယ်စဉ်မှာဒါမိုးတွေရမ်းများနေလို့ရှိရင်မှုယောဂတွေ stem rot တို့ root rot တို့ဒီယောဂတွေကိုကျွန်တော်တို့ကအသေးအတန်တိုက်ထုတ်ပါဖို့ရှိပါတယ်အဲ့တော့ဒီလိုမျိုးမိုးရစီမှာဒါမိုးရစီကိုပဲကျွန်တော်တို့ဥပမာပြောတာပေါ့နော်နှွေခေါင်ခေါင်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ risk ယူရတဲ့အထက်မှာပါပါတယ်အဲ့တော့ပူလုံးအေးလုံးတဲ့ချိန်တွေမှာစိုက်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပုံမှန်ချိန်မှာစိုက်ခင်းကိုအောင်မြင်စွာစိုက်ပျိုးနိုင်ပြီးွားပြီးတင်မောပင်တွေရဲ့အရွက်တွေပင်စီတွေအနေထားတွေကိုကြည့်ပြီးတော့မှနော်ရေလိုနေလားဆေးလိုနေလားဆေးဆိုရင်လည်းဘာလိုနေလဲဆိုတာကိုအကြံမြင်သိလောက်တဲ့အနေထားရောက်ပြီဆိုမှသာလေစိုက်ဖို့ကိုအကြံပေးပါတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ဆုံးရှုံးမှုများနိုင်ပါတယ်ခင်ဗျာအဲ့တော့ဖုန်းနံပါတ်လေးကကျွန်တော်ပေးပြီးပါပြီတမိုးကြီးတဲ့ဟောပြောချက်ပါခင်ဗျာကျေးဇူးအရန်တင်ပါတယ်ခင်ဗျာအတန်လဲကြည်လင်းနေโอเคကျေးဇူးပါခင်ဗျာNPK လိုအပ်ချက်အတိုင်းနဲ့ဆက်ကိုဌာနဆိုင်ရာ lab တွေမှာလည်းမတွေးမိပါဘူးကိုပြောရโอเคကျွန်တော်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့เนาะဒါဗီဒီယိုအချက်လက်အသစ်ပြန်ရိုက်ပေးပါမယ် update ပေါ့เนาะကျွန်တော်တက်ဆိုင်ရာဒီရန်ကုန်ကစိုက်ပျိုးရေး lab ကိုလည်းကျွန်တော်ချိတ်ဆက်ပြီးတော့မှအနည်းဆက်ဆုံးမေးပေးပါမယ်အဓိကတော့ကျွန်တော်ပြောထားတဲ့ဆိုလိုရင်းကိုနားမလဲတာလို့တော့ကျွန်တော်ကြံမြင်ယူဆပါတယ်ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့ဌာနဆိုင်ရာlab တွေထိမသွားလို့ရှိရင်တော့မှเนาะကျွန်တော်တို့မှာဒီသင်္ဘောသီးရဲ့အချိုပေါ့เนาะဒါ bridge level တိုင်းနဲ့ set တွေရှိတယ်ဒီဟာတွေရှိတယ်ပေါ့เนาะဆိုတော့မြန်မာနိုင်ငံကိုမရောက်သေးတာလည်းဖြစ်နိုင်ပါတယ်ကျွန်တော်လက်လန်းမိစလောက်ဒီ set တွေပေါ့เนาะဒီ set တွေအကြောင်းကျွန်တော် follow up လိုက်ပြီးတော့မှရင်update ရလာတဲ့အချက်လက်ကိုကျွန်တော်ဗီဒီယိုနဲ့တင်ပေးပါမယ်Okay. Tissue 3ကထပ်ပြီးတော့ဖြန်းတာမပေါက်ဘူး Okay. Okay အဲ့ဆိုတင်မောမျိုးစေ့ဖောက်တဲ့နေရာမှာကဒါကျွန်တော်တို့ channel ကိုလာပြီးတော့လင်းနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့အချင်းချင်းတင်ပေးရတာလွယ်တယ်ပေါ့နော်ဗီဒီယိုထဲမှာကရေနှဲငယ်ဖြန်းမှာတော့ရေများများဖြန်းမှာတော့ဒီလိုမျိုးပဲroughly ပြောလို့ရတာပေါ့နော်ဆိုတော့ဒီဟာကကျွန်တော်တို့အသေးစိတ်ချက်လက်တွေလိုပါတယ်အသေးစိတ်ချက်လက်တွေလိုရဲဆိုတာကိုယ့်ရဲ့ room temperature ပေါ့နော်ကိုယ့်ရဲ့သက်ဆိုင်ရာ data အလိုက်အပူချိန်ကဘယ်လောက်ရှိလဲဒီဖော့ပုံးကိုကျွန်တော်တို့က9ရက်ထားမယ်9ရက်ထားလို့ရှိရင်ဒီအထဲထဲမှာရေဆိုတဲ့မချောက်ဖို့အတွက်ဘယ်လောက်လိုလဲဆိုတာကျွန်တော်တို့ဒီလက်စတွေလိုတယ်ပေါ့ဗျာအဲ့တော့ဒီမှာအကောင်းဆုံးကြံပေးရမယ်ဆိုလို့ရှိရင်တော့မျိုးစေ့ထုတ်ပေါ့နော်10စီးကနေ15စီးပါတယ်အထုပ်သေးသေးလေးတွေရှိတယ်ဒီဟာလေးတွေနဲ့စပြီးတော့ကျွန်တော်တို့ရဲ့ရေဖြန်းတဲ့လက်စကိုလေ့ကျင့်ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ပုံမှန်အားဖြင့်ဆိုရင်တော့9ရက်ကနေပြီးတော့14ရက်ပေါ့နော်ဒီအတွင်းမှာကျွန်တော်တို့ကအစိုးက90% နဲ့အထက်အစိုးထွက်ရမှာဖြစ်ပါတယ်ဆိုတော့ဒီအနေထားတွေရောက်ဖို့ကျွန်တော်တို့လည်းဆက်ပြီးတင်မောစိုက်ဖို့ကြိုးစားတော့ကမျိုးစေ့မပေါက်ဘူးပေါ့နော်ဒီခက်ခဲကိုကျွန်တော်တို့များစွာကြုံတွေ့ခဲ့ရတယ်အဲ့တော့ကျွန်တော်တို့မျိုးစေ့တုပ်တွေကအဲ့တော့ဆိုရင်တစ်ထုပ်ကိုထုတ်ကြီးတစ်ထုပ်က3000ခွဲပေါ့နော်3000ခွဲဝန်းကျင်ဆိုတော့ကျွန်တော်တို့သိန်းနဲ့ချီပြီးဆုံးရှုံးတာဆိုတော့တစ်ချိန်ပြီးတစ်ချိန်ကြိုးစားရတယ်ကျွန်တော်တို့ဒီမှာအောင်မြင်မချင်းကြိုးစားရတယ်ပေါ့ဗျာကြိုးစားတော့အရှုံးများခဲ့ဘူးပါတယ်ဒီဟာကျွန်တော်တို့ဖြတ်သန်းမှုတဲ့အတွေ့အကြုံကိုပြောပြခြင်းတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ဆုံးမှာဘယ်လိုလေ့ကျင့်မှုအကြံပေးခြင်းလဲဆိုတော့ကျွန်တော်ဆွမ်းနာပြောတဲ့မျိုးစေ့တို့အထုပ်သေးလေးနဲ့စမ်းပြီးတော့လေ့ကျင့်စေခြင်းပါတယ်နောက်တစ်ချက်အနေနဲ့ကမျိုးစေ့ကွာသွားလို့ရှိရင်မျိုးစေ့တွေရဲ့အခွန်မာတဲ့ level တွေကွာတယ်ပေါ့နော်အဲ့တော့မျိုးစေ့တစ်ခုနဲ့တစ်ခုကကျွန်တော်တို့ရေဖြန်းရတဲ့နှုံးတွေနေပူလှမ်းရတာတွေရက်ထားရတာတွေဒီဟာတွေ
မတူရက်ပါဘူးအဲ့တော့ကိုအတွေ့အကြုံကသာအကောင်းဆုံး10ရက်ဖြစ်ပါတယ်ဥပမာကျွန်တော်တို့က10ရက်လောက်နဲ့မျိုးစေ့အညောင်ထွက်မဲ့မျိုးစေ့ကိုကျွန်တော်တို့က14ရက်ထားလိုက်မိရင်ဘာဖြစ်မလဲဒီကြတော့မျိုးစေ့ကဘဲပင်ပေါက်တွေဖြစ်နေဆိုတော့အရန်ရှည်နေပြီပေါ့နော်ဟိုတက်လက်မလောက်လက်မဝက်လောက်အောက်မှာအစို့တွေအရန်ရှည်နေပြီဆိုရင်ကျွန်တော်တို့ဒါပြိုးကတ်ထဲမှာထည့်မယ်ဆိုရင်ထဲလို့တော်တော်ခက်ခဲသွားပြီမျိုးစေ့ပြိုးအိတ်ထဲမှာထည့်မယ်ဆိုလို့ရှိရင်တော့ဒါကအဆင်ပြေနိုင်နေပေါ့နော်စသဖြင့်ဒီလိုပြဿနာပေါင်းများစွာရှိပါတယ်အခြားမျိုးစေ့ဆိုရင်ရောရပါတယ်ကျွန်တော်ဒီမှာပြောထားတဲ့သင်္ဘောမျိုးစေ့အစိုးဖောက်နီးရမျိုးစေ့တိုင်းနီးမှာအသုံးပြုလို့ရနိုင်တဲ့အနေအထားကိုတင်ပြထားတာဖြစ်ပါတယ်။ကွာလို့ရှိရင်လည်းအနေငယ်ပါပဲ။သင်္ဘောပင်အညွန့်နေဝါတယ်ဆိုတော့ဒီဟာကျွန်တော်ဗီဒီယိုတက်တင်ပေးပါမယ်။နေမပူရင်ဘယ်လိုလုပ်ရမလဲ sorry ပါ10လကြာသွားတယ်ကျွန်တော်ဒီဘက်မှာအခြားလုပ်ငန်းတွေရှုပ်နေတဲ့အတွက်စိုက်ပျိုးရေးလုပ်ငန်းတွေကိုပြစ်ထားမိတယ်လို့ဖြစ်သွားပါတယ်တကယ်ကိုနှုညွန့်တောင်းပန်ပါတယ်အဲ့တော့နေမပူလို့ရှိရင်ကျွန်တော်တို့မီဒီထွန်းပေးရတယ်ခင်ဗျာကျွန်တော်ဟာတာပြောတာမဟုတ်ဘူးเนาะကျွန်တော်တို့တကယ်သုံးမှုတဲ့နီလန်းမှာကျွန်တော်တို့မီဒီဆိုတာအခုခေတ်ပေါ်တဲ့ LED မီလုံးတွေမဟုတ်ဘူးခင်ဗျာအရင်တော့ကကျွန်တော်တို့ဒီ60 watt လို့ခေါ်တဲ့မီဒီပေါ့เนาะသူကမီအားတော့တော်တော်စားတယ်ဒါပေမဲ့သူကအပူထုတ်လုပ်တယ်ဆိုတော့ဒီဟာကိုသုံးဖို့အတွက်ကတော့ကျွန်တော်တို့အလေးချင်းလိုတယ်ရုပ်တရက်ကောက်ပြီးတော့မှသုံးလိုက်မယ်ဆိုရင်ဒီအလေးချင်းမမှန်ခဲ့လို့ရှိရင်ပြိုးပုံထဲမှာအစိုးဖောက်ထားတဲ့နေရာမှာရေတွေ6နေရလားဒါမှမဟုတ်လို့ရှိရင်ဘာဖြစ်နေရလဲဆိုတော့ကျွန်တော်တို့မခံမှန်းနိုင်ဘူးပေါ့နော်ဆိုတော့သုံးရတာတော့ကျွန်တော်တို့60 watt မီလုံးကိုပေးရတာဖြစ်ပါတယ်တဒဇက်မပေးဘဲနဲ့ရင်ကျွန်တော်တို့ဒါ3နာရီတစ်ဖြတ်စီလောက်နာပြီးတော့မှပေးမယ်ဆိုလို့ရှိရင်အပင်ပေါက်ပါတယ်စာအုပ်ကဘယ်မှာဝယ်လို့ရလဲလောလောဆယ်စာအုပ်က physical စာအုပ်မရှိပါဘူးကျွန်တော်တို့ဒီ application ပြန်ပြီးတော့revamp လုပ်နေရလေးရှိပါတယ်ကျွန်တော်တို့ Play Store မှာရပြီဆိုလို့ရှိရင်အကြောင်းကြားပေးပါမယ်လက်ချားလို့လည်းခေါ်ပါတယ် okay ဘိုရွန်ပေါ့နော်ဘိုရွန်ကိုကျွန်တော်တို့လက်ချားလို့လည်းခေါ်ပါတယ်ဟုတ်ကဲ့မှန်ပါတယ် comment မှန်ထားပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်1 years ago yes တကယ်ကျေးဇူးတင်ပါတယ်ခင်ဗျာမျိုးဖောက်နီဟုတ်ကဲ့မျိုးစေ့ဖောက်နီကကျွန်တော်တင်ထားပြီးသားဖြစ်ပါတယ်သင်္ဘောမျိုး108 okay သင်္ဘောမျိုးအစုံပေါ့နော်ကျွန်တော်ဒီThailand ဘက်ကနေကျွန်တော်ကိုယ်တိုင်ဒီမျိုးစေ့အသစ်တွေလည်းတင်သွင်းလာဖို့ရှိတယ်လက်ရှိဈေးကွက်ထဲကမျိုးစေ့တွေကိုရောကျွန်တော်ဒီချာလေးရောင်းပေးဖို့ရှိပါတယ်ကျွန်တော်အစင်သစ်ဖြစ်တာနဲ့ကျွန်တော်ဒီ page မှာကြော်ညာပေးပါမယ်ခင်ဗျာအဲ့တော့သင်္ဘောပင်ကတက်တန်းဘယ်လောက်ထိသီးလဲဘယ်လောက်ထိထားပြီးပြုပြင်ပေးသင့်ပါလဲ okay good question ပေါ့နော်သင်္ဘောပင်ကကျွန်တော်တို့တက်တန်းထားမယ်ဆိုလို့ရှိရင်3နှစ်5နှစ်စသဖြင့်အရန်တက်တန်းရှည်တဲ့အထိထားလို့ရတဲ့အပင်မျိုးဖြစ်ပါတယ်ဒီအကြောင်းအရာကကျွန်တော်အလွတ်တန်းရှောက်ပြောနေရမဟုတ်ဘဲနဲ့အချက်လက်နဲ့နောက်အကြောင်းတိုက်ဆိုင်လို့ရှိရင်ဗီဒီယိုတစ်ပုဒ်လုပ်ပေးပါမယ်เนาะအဲ့တော့ဒါပေမဲ့ကျွန်တော်တို့ကတင်မောပင်ကတက်တန်းရှည်တာထားလို့ရတာလို့ပဲကျွန်တော်တို့ကပြောတာဖြစ်ပါတယ်တင်မောပင်အကြောင်းကိုကျွန်တော်တို့ကချီချီမြင့်မြင့်တွားပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တင်မောပင်ပေါ့เนาะတင်မောပင်လို့ခေါ်နေတဲ့နေရာကနေကျွန်တော်တို့စပြင်ရမှာတော့တင်မောຫນွယ်ပေါ့ຫນွယ်ပင်အမျိုးအစားလို့အချို့စာပေတွေမှာစိုက်ပျိုးရေးစာပေတွေမှာလာရှိတယ်အဲ့တော့ຫນွယ်ပင်မျိုးစားဖြစ်တဲ့အတွက်ဒီအထဲမှာလည်းအခေါင်းပေါက်ရှိတယ်ကျွန်တော်တို့ဒီရာစုရုခြေနေတဲ့အရန်ပြင်းထန်တယ်ဥပမာလေးရန်တိုက်တဲ့အနေအထားမျိုးတွေမိုးရန်ကျန်းတဲ့အနေအထားမျိုးတွေမှာတင်မောပင်ကတန်းမရှိနိုင်ပါဘူးအဲ့လိုမဟုတ်ဘဲနဲ့တင်မောပင်အတွက်တင့်မျှတတဲ့နေရာမျိုးမှာဆိုရင်တင်မောပင်က3-5နှစ်ထိဒါရှိတတ်ပါတယ်အဲ့တော့ဒီမှာမေးထားတဲ့မေးခွန်းကတော့စီးပွားပြစ်ပေါ့ကျွန်တော်တို့ကစီးပွားပြစ်ဘယ်လောက်ထိထားတင်လဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီတင်မောစိုက်ခင်းရဲ့ယောဂအနေထားကိုကျွန်တော်တို့ဘယ်လောက်ထိထိန်းချုပ်နိုင်လဲဆိုတဲ့ပုံမူတည်ပါတယ်တင်မောပင်ကတက်တန်းကြာလာနဲ့များကျွန်တော်တို့ဒီစုပ်စားပိုးကနေတဆင် PRVS လိုမျိုးဒီ virus ယောဂါတွေ Moses ယောဂါတွေအခြားယောဂါပေါင်း16000ဝင်လာတတ်ပါတယ်เนาะအဲ့ခါကျတော့ကိုယ်စိုက်ခင်းရဲ့အနေထားပေါ်မူတည်ပြီးတော့မှပဲကျွန်တော်တို့ဒီတင်မောခင်းကိုထားရတာဖြစ်ပါတယ်အဲဒါကြောင့်တင်မောပင်စိုက်ပျိုးရေးမှာအစိမ်းနဲ့အမှဲ့နဲ့ဆိုရင်အစိမ်းကဒါအနေနဲ့တော်တော်နည်းတယ်။ဘာကြောင့်လဲဆိုတော့မှဲ့တဲ့ထိထားစရာမလိုဘူး။အချိန်ကာလတူတယ်။သီးလာတယ်။အစိမ်းလေးကိုကျွန်တော်တို့အကောင်းဆုံးအနေထားမှာခူးကြောင်းလိုက်လို့ရှိရင်ဒီယောဂအခြေအနေတွေကိုအတက်နိုင်ဆုံး short ချနိုင်တယ်ပေါ့ဗျာ။အဲ့တော့အမှဲ့သီးထားမယ်ဆိုလို့ရှိရင်ကတော့ကျွန်တော်တို့ရဲ့ဒီပညာဝန်းစာပြေဝနေဖို့လိုအပ်တယ်မဟုတ်လို့ရှိရင်တော့ဒါ
တစ်နှစ်ခွဲဆိုရင်တင်မောပင်စိုက်ခင်းကယောဂမျိုးစုံဖြစ်လာတတ်ပါတယ်အဓိကဖြစ်လာတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ဒီလူတွေရဲ့ငှက်ဖျားယောဂလိုမျိုးပေါ့နော်ဒီတင်မောပင်တွေမှာစုပ်စားပိုးဆိုတာရှိတယ်စုပ်စားပိုးကဒီတင်မောတပင်ကနေပြီးတော့နောက်တစ်ပင်ကိုသူကသိရစုပ်တယ်ပေါ့ဗျာအဲ့ဒီကနေတဆင်ကျွန်တော်တို့ကူးတဲ့ဘက်တီးရီးယားဗိုင်းရပ်စ်ယောဂတွေအများကြီးရှိတယ်ဒီဟာတွေကကုဖို့ဆေးရကဘာမှာမရှိသေးဘူးပေါ့နော်မရှိသေးတဲ့ယောဂမျိုးတွေသင်္ဘောမှာရှိပါတယ်ဆိုတော့ဒီလိုပင်မျိုးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကလက္ခဏာပြတာနဲ့ကိုယ်စိုက်ခင်းတစ်ခင်းလုံးမှာစုပ်စားပိုးကိုလုံးဝထိန်းချုပ်ပစ်လိုက်ရမယ်ပြီးသွားရင်ယောဂဖြစ်တဲ့အပင်နဲ့အနည်းဆက်ဆုံးပင်တွေကိုကျွန်တော်တို့ကလုံးဝအမြင့်ချေကနေတူပြီးသွားရင်ဒီပင်တွေနဲ့မထိအောင်တဲစိုက်ခင်းတဲ့အဝေးမှာသွားကျွန်တော်တို့မြေချင်းတူပြီးမြုပ်မမြုပ်လို့ရှိရင်လည်းဒါသူ့ကိုအပိုင်းပိုင်းခုတ်ပြီးတော့မီးရှို့ဖြစ်ပေါ့နော်စသဖြင့်ဒါမျိုးလုပ်ငန်းစဉ်တွေလိုတယ်နော်ဒီ level အထိကျွန်တော်တို့သိဖို့ဆိုတာကလည်းဒီ bacteria virus ယောဂါတွေအကြောင်းကိုကျွန်တော်တို့ကအသေးစိတ်ပေါ့နော်စာတွေရတယ်မဟုတ်ဘဲနဲ့စိုက်ခင်းထဲမှာကိုယ်အရွက်ရဲ့လက္ခဏာတင်မောရွက်ရဲ့လက္ခဏာပင်စီရဲ့လက္ခဏာနော်တင်မောအသီးမှာပြတဲ့လက္ခဏာဒီဟာလေးတွေကိုတိတိလေးပြတာကနေအစားကျွန်တော်တို့မြင်တတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီအချိန်မှလာလျင်ကျွန်တော်တို့ကကိုယ့်ရဲ့စိုက်ခင်းကိုကဲတင်ဖို့အတွက်အချိန်ရမှီတာအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့တမန်မျက်လုံးနဲ့မြင်ရတဲ့အချိန်မှာဟာဒီပင်ကတော့ဒီလိုယောဂဖြစ်နေပြီထင်တယ်လို့ကိုထင်လိုက်တဲ့အချိန်မှာကိုအခင်းကတော်တော်များများကူးသွားပြီဘာကြောင့်လဲဆိုတော့အရန်နောက်ကျသွားတာပေါ့နော်ဆိုတော့ဒီလိုမျိုးဖြစ်စဉ်မျိုးတွေကတင်မောမှာဖြစ်တတ်ပါတယ်အဲ့တော့ဒီမိကုန်းကိုလူလိုရှင်းဖြေပေးရမယ်ဆိုရင်တော့ကျွန်တော်တို့အကောင်းဆုံးကတော့2နှစ်ပေါ့နော်2နှစ်ရဲ့အောက်ပေါ့ကျွန်တော်တို့တစ်နှစ်ခွဲ2နှစ်ဒီဝင်းကျင်လောက်ထားလာကတော့အကောင်ဆုံးပါပဲ2နှစ်ဝင်းကျင်ရောက်သွားပြီဆိုရင်တင်မောပင်တွေကအရန်မြင့်သွားပြီခူတဲ့ချိန်မှာကျွန်တော်တို့ဒီအလုတ်သမားကလေးတွေခူးမယ်ဆိုလို့ရှိရင်အပင်မမီဘူးပေါ့နော်မမီတော့တဲ့ပြဿနာတွေရှိတယ်ပြီးတော့တင်မောကြီးကခူးလို့ရှိရင်လည်းသူ့မှာဒီအဆေးထွက်တယ်ပေါ့နော်ဒီအဆေးကမျက်လုံးနဲ့ဝင်လို့ရှိရင်အန်ဒီရများတယ်အဲ့တော့ကျွန်တော်တို့ပုံမှန်အပြင်မှာဆိုရင်တော့တင်မောပင်ကကိုယ့်ရဲ့တရက်ပေါ့နော်ကောင်းကောင်းမွန်မွန်ခူးလို့ရလောက်တဲ့အနေအထားထိတော့ထားမယ်အဲ့ထက်အရန်မြင့်သွားပြီခူးရတာလည်းခက်လာပြီတင်မောပင်ကအပင်ရှည်လာနဲ့မျှဒီမြေကြီးတွေကနေသူကအာဟာရပို့ရတဲ့လုပ်ငန်းစဉ်မှာဒီသူ့ရဲ့ပင်စီကတိတ်ပြီးအလုပ်မလုပ်နိုင်တော့ဘောနော်အဲ့ခါမှာကျွန်တော်တင်မောတီကမချူတော့ဘူးလုံးဝမချူတော့တဲ့ပြဿနာမျိုးတွေစပြီးတွေးလာမယ်အချို့ပင်တွေမှာဆိုရင်ဒါ deficiency ပေါ့နော်အာဟာရချိုးတက်မှုကြောင့်တင်မောတီကခါလာတာမျိုးတွေတွေးလာမယ်ပြီးွားရင်တင်မောတီပုံစံမမှန်ခြင်းပေါ့နော်တင်မောတီကအလုံးလိုက်မဟုတ်ဘဲနဲ့အချို့နေရာမှာအပေါက်ကြီးတွေပါတာတင်မောတီကလုံးရှိမဟုတ်တော့ပဲပုံစံတွေမမှန်တော့တာပြီးရင်ဘူးတွေထွက်တာဒါတွေကတော့တော့ဒီလိုလက္ခဏာတွေပြလာပြီဆိုရင်တော့ကျွန်တော်တို့စိုက်ခင်းကိုဖြတ်သိမ်းပြီးတော့အသစ်စိုက်ကမယ့်အချိန်လို့ယူဆလို့ရပါတယ်ဆိုတော့ဒီချိန်မှာမဖြတ်ချင်သေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့လုပ်လို့ရတဲ့နည်းလမ်းတစ်ခုရှိတယ်ဆိုတော့မိုးရာသီမဟုတ်ခဲ့ဘူးဆိုရင်ကျွန်တော်တို့တင်မောပင်ကိုအောက်ကမြေပြင်ကနေပြီးတော့ဒီတပေခွဲကနေ3ပေဝန်းကျင်အတွင်းပေါ့နော်ကျွန်တော်တို့ရှင်းပြတော့ခက်တယ်ဘယ်လိုပြောရမလဲတင်မောပင်စီမှာအောက်ပိုင်းမှာအရင်ပိုင်းပေါ့နော်ကျွန်တော်တို့ဒီ dark brown မြေကြီးအရောင်လိုမျိုးညူအရောင်ဘက်ကိုရှိတဲ့ပင်စီရှိတယ်အပေါ်ဘက်မှာအစိမ်းရောင်ရှိတယ်ဆိုတော့အဲ့အစိမ်းနဲ့ကျွန်တော်တို့ dark brown နဲ့ကြားထဲမှာဆက်ထားတဲ့နေရာရှိတယ်ပေါ့နော်အဲ့နေရာမှာကျွန်တော်တို့45ဒီဂရီကိုဂိုင်းဖြတ်လွှားနဲ့ဖြတ်ပြီးတော့အဲ့နေရာကိုအပေါ်ကနေပြီးတော့နော်ဒါမိုးတက်စေးအုပ်ပြီးသွားလို့ရှိရင်အပေါ်ကနေပြီးတော့တခုခုနဲ့ဖုံးထားလိုက်မယ်ဆိုလို့ရှိရင်45ရက်အတွင်းမှာဒီပင်စီအိုကနေပြီးတော့ဘေးတက်တွေအများကြီးထွက်လာလိုက်မယ်အဲ့တော့အဲ့ဘေးတက်တွေကနေပြီးတော့မှရင်တလားလောက်နေလို့ရှိရင်ကျွန်တော်တို့ဒီ3တက်လောက်ပဲခြံမယ်ပေါ့ဗျာအောက်ကရှိသမျှအခြားအသုံးမလိုတဲ့အတက်တွေအားလုံးဖယ်ပလိုက်45ရက်ပြည့်လို့ရှိရင်ဒီ3တက်ထဲကနေပြီးတော့အတန်မာဆုံးနဲ့အပေါ်ကိုဖြောင်းမဲ့ဆုံးသောဂိုင်းကိုပြန်ထားပေါ့နော်ထားမယ်ဆိုလို့ရှိရင်တော့ဒါသူကအပင်သစ်လိုပြန်ဖြစ်သွားပြီးတော့အသီးတွေပြန်တီးနိုင်တဲ့အနေအထားမျိုးရှိပါတယ်ဒါပေမဲ့လည်းအပင်သစ်စိုက်တာလောက်တော့တီးအားမကောင်းဘူးပေါ့နော်ဒါကတော့ကိုယ့်ရဲ့ channel မှာလက်တွေ့စမ်းသပ်ကြည့်ပြီးတော့မှအသုံးတည့်ရင်ယူလို့ရပါတယ် view ပင်တန်ဘလောက်မှာမြေချစိုက်လို့ရပါတယ်လေအခုမှစိုက်ကြည့်မလို့ပါ okay တစ်နှစ်ကြာမေးထားတဲ့မေးခွန်းဖြစ်ပါတယ် sorry ပါကျွန်တော်ဒီမေးခွန်းဖြေပြီးသွားရင်ဒီနေ့ဗီဒီယိုကိုရပ်ပါမယ်နောက်နေ့မှာဆက်ပြီးတော့ဗီဒီယိုတစ်လုပ်ပေးပါမယ်ဒီဗီဒီယိုရန်ကောင်းပါတယ်အဲ့တော့ line ပေါ်မှာကျွန်တော်တို့ဒီ view ပင်တွေကို view ပင်တန်အရန်ရင်းတယ်ပေါ့နော်2လ3လဝန်းကျင်ဒီ view 8ကိုတရက်8လိုမျိုး view 8အမဲကြီးတွေနဲ့အထိပဲဈေးတင်ရောင်းနေတဲ့နေရာတွေကိုအများကြီးတွေ့ပါတယ်ကျွန်တော်ဒါက personally ဘယ်သူ့ကိုမှတိုက်ခိုက်ခြင်းမဟုတ်ပါဘူးတင်မော view ပင်ရဲ့သဘောတဘာဝနဲ့
ဘယ်တန်းကာလမှာစိုက်ရမလဲဆိုတဲ့ဟာကိုကိုယ့်ရဲ့အတွေ့အကြုံကိုမျှဝေခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကသင်္ဘောပင်ကို view 8ထဲမှာgood reason ပေါ့နော်အကြောင်းပြချက်ကောင်းမရှိဘဲနဲ့ view တက်ကြည့်အောင်ထားတာကဘာအဓိပ္ပာယ်မှမရှိဘူးလို့မြင်ပါတယ်ကျွန်တော်တို့က site ခင်းကိုလည်းတိကျပြင်ဆင်ထားတယ်ဆက်ချရေစနစ်တွေနဲ့ရေကိုလည်းဒီအပင်ရဲ့လိုအပ်တဲ့လောက်ကိုဒါပေးနိုင်မှုအတွက်ကျွန်တော်တို့စီစဉ်ပြီးသားဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကview 8မသုံးပေါ့နော် view ban ထဲမှာသင်္ဘောပင်ဒီစထွက်တာနဲ့သူ့ရဲ့တက်တန်း45ရက်မှာစပြီးတော့စိုက်လို့ရပါပြီ45ရက်ကနေပြီးတော့မှအရင်ကျွန်တော်တို့ဒါ2လရက်60ပေါ့နော်ဒီအတွင်းမှာစိုက်ရပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကအချိန်နဲ့မှတ်တာမဟုတ်ဘဲနဲ့ကိုယ်တကယ်ပြိုးပင်ပြိုးဘူးတာဆိုလို့ရှိရင်တော့ပို့ပြီးတော့နားလည်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုတော့ဒီပြိုးပင်တပင်ကပုံမှန်အတိုင်းပဲမျိုးစေ့ကနေအညောင်းထွက်ပြီးတော့မှအပင်လေးထွက်လာတယ်ပုံမှန်ကြီးထွားနေရနေပြီးတော့မှကျွန်တော်တို့ရဲ့ဒီပြိုးအိတ်ပြိုးမြေအကန့်အသတ်ကြောင့်မို့လို့ဒီသူ့ရဲ့ပြိုးပင်လေးရဲ့ကြီးထွားမှုကရက်တန့်သွားတယ်နှေးလာတယ်ဒီဟာကိုကျွန်တော်တို့နေ့တိုင်းအပင်ကိုတစိမ့်စိမ့်ကြည့်နေလို့ဆိုလို့ရှိရင်ဒီအဲ့ဒါကဘာလက္ခဏာလဲဆိုတော့သင်္ဘောပင်အမြင့်ခွေတဲ့လက္ခဏာဖြစ်ပါတယ်ဆိုတော့သင်္ဘောပင်ကအမြင့်ခွေသွားပြီဆိုလို့ရှိရင်စိုက်ခင်းတွေကိုရွှေ့တဲ့အချိန်မှာဆိုလို့ရှိရင်လည်း15ရက်ကနေရက်20လောက်ထိအချိန်ပြန်ယူတယ်သူကချက်ချင်းအလုံးကောင်းကောင်းလုပ်ပြီးတော့ကြီးထွားဖို့အတွက်ခက်ခဲတယ်ပေါ့နော်အဲ့တော့ပုံမှန်အားဖြင့်ဆိုရင်တော့45ရက်ကနေရက်60အတွင်းမှာသင်္ဘောပြိုးပင်ကိုမြေချဆိုင်ရပါတယ်ရက်60ထဲကျော်တဲ့ပြိုးပင်တွေကတော့အများအားဖြင့်မဆိုင်တင်ဘူးပေါ့နော်ပြိုးပင်တွေတက်တန်းကြီးသွားပြီဆိုတော့ကျွန်တော်တော့အဲ့လိုယူဆပါတယ်ပေါ့ဗျာအဲ့တော့နောက်ထပ်အရေးကြီးတဲ့တစ်ချက်ရှိတယ်ကျွန်တော်တို့သင်္ဘောဆိုင်မယ်ဆိုရင်အလွယ်ပေါ့ဗျာကျွန်တော်ပြောပြမယ်ဒီဧကစာအပင်300ဝန်းကျင်ဆိုင်မယ်လို့ဆိုကြပါစို့ကျွန်တော်တို့ကအပင်300စိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ 10% ဖြစ်တဲ့အပင်30ပေါ့နော်အပင်30ကိုကျွန်တော်တို့ကပို့ပြီးတော့ပြိုးထောင်ထားဖို့လိုတယ်ကြိုပြီးတော့တိန်းထားဖို့လိုတယ်အဲ့ဒါကျွန်တော်ဆိုလို့ရှိရင်တော့ပြိုးကတ်ထဲကနေပြီးတော့မှအပင်တွေယူပြီးတော့အပင်300ကိုစိုက်ခင်းထဲမှာစိုက်လိုက်တယ်စိုက်ပြီးတော့မှဒီအပြင်မှာကျွန်တော်တို့သူ့ရဲ့ 10% ဖြစ်တဲ့အပင်30ကိုခြံထားတယ်အဲ့ခြံထားတဲ့အပင်တွေကိုကျွန်တော်တို့ဒီပြိုးအိတ်အကြီးပေါ့နော်တရက်ပြိုးတဲ့အိတ်ပဲဖြစ်ဖြစ်သူ့ထက်တဆင့်သေးတဲ့အိတ်ပဲဖြစ်ဖြစ်အဲ့ထဲမှာမြေဆွေးကောင်းကောင်းထည့်ပြီးတော့ပြိုးထားပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စိုက်ခင်းထဲမှာစိုက်လိုက်တဲ့သင်္ဘောပင်တွေကပထမတစ်လအတွင်းမှာသေပါတယ်။ရေမရလို့ပဲဖြစ်စေပရစ်တို့အခြားဒီကိုက်ဖြတ်ဝါစာပိုးတွေကိုက်သွားလို့ပဲဖြစ်စေနော်နွားတို့အခြားဒီစပိန်ဆိုင်ကထွန်ဆက်ဒီဟာတွေတက်နှင်းသွားလို့ဖြစ်စေသေပါတယ်။အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့စိတ်တူပါတယ်။ဆိုတော့စိတ်တူတာတစ်ပိုင်းပေါ့နော်စိတ်တူတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့ဖြည့်ရှင်းရမယ့်နေကိုစောစီးကြရပြင်ဆင်ထားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စိုက်ထားတဲ့စိုက်ခင်းမှာအပင်တွေရဲ့ပြိုးသက်တူနေဖို့လိုတယ်။နော်ဇောနာကျွန်တော်တို့အပင်300စိုက်ဖို့အတွက်အပင်300ဝယ်ပြီးတော့စိုက်လိုက်တယ်။နောက်ထပ်ဖာဖို့ရအတွက်အပင်မရှိတော့ဘူးဆိုပြီးတော့ကျွန်တော်တို့နောက်ထပ်ပြိုးပင်ဝယ်လိုက်တယ်ဆိုရင်နောက်စိုက်တဲ့ပြိုးပင်တစ်တလေးတွေနဲ့အရင်စိုက်ထားတဲ့ပြိုးပင်တွေနဲ့တန်းမတူတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ရေတင်ရတာတွေဆေးဖျန်းရတာတွေအများကြီးဒုက္ခရောက်ပါတယ်အဲ့တော့ကျွန်တော်ကြံပေးချင်တာကတော့ကိုယ်စိုက်ခင်းမှာစိုက်မဲ့အပင်ရေအတွက်ရဲ့အနည်းဆုံး 10% ကို reserve လုပ်ထားပါဖြိုးရည်ထဲမှာချိန်ထားပါပြီးတော့ရင်စိမ့်စားတွေပါတယ်လုံးနေပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဖြိုးရည်ကြီးထဲမှာချိန်လိုက်ပြီးဆိုတာနဲ့သူကစိုက်ခင်းထဲမှာပြောင်းပြီးတော့စိုက်လိုက်တယ်ဆိုတော့အဓိပ္ပာယ်မျိုးတက်ရောက်တာဖြစ်တဲ့အတွက်စိုက်ခင်းထဲကအပင်တွေလိုပဲကွင်းပြင်မှာပဲထားပါသူတို့လည်းတက်ဆိုင်ရာရေပမာဏကိုမှန်ကန်စွာလောင်းပေးပါအဲ့ဒါဆိုရင်တော့စိုက်ခင်းထဲကအပင်နီးတူဒီပြိုးရည်ထဲကအပင်ကလည်းဆက်ပြီးတော့ကြီးထွားနေလိမ့်မယ်စိုက်ခင်းထဲကအပင်တွေတခုခုသေခဲ့လို့ဖာမယ်ဆိုလို့ရှိရင်ဒီပြိုးရည်ထဲကအပင်ကစိုက်ခင်းထဲကအပင်နဲ့ဖြိုးတက်လဲအတူတူပဲအပင်ရဲ့အရက်မောင်းအရက်ဒီအရွက်တွေဖွံ့ဖြိုးမှုတွေကလည်းအတူတူပဲဖြစ်နေပါလိမ့်မယ်โอเคပါအဲ့တော့ဒီနေ့ဒီကျွန်တော်ဒီဗီဒီယိုမှာမေးခွန်းတော်များများကိုဖြည့်ပေးခဲ့ပါတယ်ကျွန်တော်နောက်ရက်တွေမှာလည်းဒီစာလေးတွေလိုက်ဖတ်မယ်ဗီဒီယိုတွေတင်သွားပေးဖို့ရှိတယ်ကျွန်တော်တို့ရဲ့ဒီ YouTube channel BYN TikTok Facebook page ကို like and follow မလုပ်ကြစေရင်လုပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်နောက်နေ့ဗီဒီယိုမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ပါမယ်ကျွန်တော်ကိုစိုက်ပျိုးနဲ့ပတ်သက်ပြီးတော့မေးရရှိတဲ့သူတွေအနေနဲ့ဖုန်းနံပါတ်45300 ကို Viber ကနေအချက်လက်ပြေဆုံးစွာနဲ့မေးထားလို့ရပါတယ်ကျွန်တော်အချိန်ယူပြီးတော့အချိန်ရတာနဲ့အသေးစိတ်ပြန်ပြီးတော့ဖြေချထားပေးပါမယ်ဖုန်းဆက်လို့မကင်ရင်တော့စိတ်မဆိုးပါနဲ့ခင်ဗျာကျွန်တော်အများအားဖြင့်တော့ဖုန်းမကင်တတ်ပါဘူး